မေးလျော်ခြင်းခံရသောကာလတရားနှင့်သူ၏သားသမီးများမြင့်တမ်းငိမ့်မောင်နဲ့ကျွန်တော်ဆန်ရွှေပေါ်အိမ်သွားကြတယ်။စင်ဝင်းအောက်မှာကာရက်တော့အိမ်ပေါ်တစ်ယောက်ကတကားဖွင့်ပေးတယ်။အဲခန်းထဲရောက်တော့သူ့သမီးထွက်လာတယ်။ကျွန်တော်ကမမှတ်မိဘူး။ငိမ့်မောင်ကပဲနင့်ဖေရောလို့မေးလိုက်တယ်။ကောင်းမကလေးကမျက်နှာမကောင်းရှိပါတယ်လို့ဖြေရင်ကျွန်တော်ကိုကြည့်ပြီးအန်ကယ်ဘယ်တော့ရောက်လဲလို့မေးတယ်တပတ်လောက်ရှိပြီလို့ဖြေရင်အဲကန်နဲ့မျက်စိကစားလိုက်မိတယ်ဆန်ရွှေဘော့သမီးကလေးဘွဲရတော့ကမိသားစုနဲ့ရိုက်ထားတဲ့တပုံအကြီးကြီးကိုသတိထားလိုက်မိတယ်သမီးတော်ဆရာဝန်ဖြစ်သွားပြီကိုလို့ပြောတော့ကောင်းမကလေးကအင်္ဂလိပ်လို yes uncle လို့ပြောတယ်ဆန်ရွှေဘော့မိန်းမကောင်းမကလေးအမေကလည်းဆရာဝန်ပဲဟိုတုန်းကမျိုးမြတ်အောင်ဆန်းနဲ့မျိုးလာအောင်ဆန်းဆိုပြီးဆေးကျောင်းမှာတိတ်နာမည်ကြီးရဲ့ညီမတွေကတယောက်ပေါ့ဆန်ရွှေဘော်နဲ့ကြိုက်ကြတာမဟုတ်ဘူးစိန်ချင်းထက်မြတ်တယ်ဆိုတဲ့လူအဖွဲ့အစည်းရဲ့စံနဲ့စီမံကိန်းချပေးစားလို့ညားကြတာအဲ့ဒီတော့ကဆန်ရွှေဘော်ကြိုက်တာတခြားဆန်ရွှေဘော်ကြိုက်တာလည်းအများကြီးအဲ့ဒီတော့ကတော့ဒီကောင်းနဲ့ကြိုက်နေတာအီကိုကဘက်တီဆိုတဲ့ရှမ်းကပြားမလေးအတော်ချောတယ်ဆေးချောင်းသားမဖြစ်ခင်ကတည်းကသူကြိုက်တာတွေအပုံကြီးပဲကျွန်တော်မှတ်မိတဲ့လောက်ပြောရရင်8 တန်းလောက်ကလေးကရည်စားစထားတာစိတ်မေရီကျောင်းကအေမီဆိုတဲ့ကောင်မကလေးအဲ့ဒီကောင်မကလေးကိုကျွန်တော်လည်းကြိုက်တာပဲစိတ်မေရီကျောင်းမှာနှစ်စဉ်လောက်တဲ့ဈေးရောင်းပွဲမှာတွေ့တာဘသူကရည်စားစကားပြောမလဲဆိုပြီးကျွန်တော်တို့မြောက်ပန်းလှန်တယ်သူနိုင်တော့သူကစကားတော့ပြောတာသူတို့နှစ်ယောက်ဖြစ်သွားကြရောကျွန်တော်ကတော့အဲ့ဒီတွေကမိန်းမတွေကိုစိတ်နာသွားတယ်မြောက်ပန်းလှမ်းပြီးရည်စားစကားပြောတာမှာနိုင်တဲ့လူကိုကြိုက်နိုင်တယ်ဆိုတော့မိန်းမဆိုတာမှာစင်ကျင်တုံတရားနည်းလိမ့်မယ်လို့ထင်လိုက်တယ်မိန်းမတွေကိုကြိုက်ဖို့မကြိုးစားတော့ဆန်ရွှေဘော်ကတော့အေမီနဲ့ရည်စားဖြစ်ပြီးနောက်နှစ်ကြောင်းပြန်ဖွင့်တော့ကွဲသွားကြတယ်အေမီနဲ့ရည်စားဖြစ်လိုက်လို့အတွေ့အကြုံရလိုက်တယ်လို့ပြောတယ်ရင်ကွဲတယ်ဆိုတာများလားလို့ကျွန်တော်ကတွေးတယ်ရင်ကွဲတာဟာ romantic ဖြစ်တာပဲလို့ကျွန်တော်ကထင်တယ်ဟုတ်ပုံမရဘူးမကြခင်စိန့်ဂျွန် convince ကကောင်မကလေး2ယောက်နဲ့တပြိုင်နဲ့ရည်စားဖြစ်ပြန်ရောကျောင်းရှိမှာတွားတွေ့တော့စမ်းမြကျောင်းကကောင်တွေကရိုက်မယ်ပုံမယ်တော့ဖြစ်ကြသေးတယ်ဒီတော့ကန်ညွန့်ကိုလူမိုင်းငားရသေးတယ်ကောင်းမလေးနဲ့တွားတွေ့ရင်ကန်ညွန့်ကသူနဲ့လိုက်သွားတယ်အပြန်လေးဟာပြင်ဈေးမှာကြက်သားတုံးနဲ့တီးစုံတစ်ခွက်ဝယ်တိုက်ရတယ်လို့ပြောတာပဲ10 တန်းရောက်တော့ကျွန်တော်လည်းကြိုက်စရာတွေ့မိပြန်ရောတခြားမဟုတ်ဘူးဆန်ရွှေဘောနှမဝန်းခွဲ site တွေလို့အတန်ထွက်တဲ့စစ်တွေဘက်ကသူမိဘတွေကရန်ကုန်မှာအခြေချဖို့ပြောင်းလာတာတဲ့ရခိုင်မပဲတဲ့ဖြူတယ်တွတ်တယ်စကားပြောရင်ဝက်တက်တဲ့ကလေးဒါပေမဲ့အရင်ကကလကတားမှာကြောင်းနေတာဆိုတော့ခက်မိတယ်မင်းနှမကငါရီးစားစကားပြောမလို့ဆန်ရွှေဘို့ကိုပြောတော့သူကပြောတယ်ငါနှမကခက်နန်းနန်းရေးတဲ့မင်းနဲ့ဖြစ်မှာမဟုတ်ဘူး3 လတစ်ချိန်လောက်ရီးစားအသက်ထားတာတဲ့မင်းရင်ကွဲနေရမယ်မင်းရင်ကွဲတော့ငါမကြည့်ရဘူးတဲ့မီးကိုမလောင်ခင်ကတားတာအကောင်းဆုံးပဲတဲ့သူပြောတာတွေကျွန်တော်သဘောကျပါတယ်တခုပဲမလောင်ခင်ကဘယ်လိုလုပ်တားမှာလဲလောင်မမလောင်ရသေးပဲဒီလိုနဲ့သူ့နှမဝန်ခွဲနဲ့ကျွန်တော်ချောင်းကြည့်ပြုံးပြန်အစင်ကမတက်လိုက်ရတော့
မိန်းမတွေကိုမကြရင်မချစ်လူဘွားကြီးဟာအတော်ပြောစရာကောင်းမယ်လို့တော့တွေးမိလာတယ်ကျွန်တော်တို့တတနှစ်စဉ်ဆံမွေးကြီးပြီးတော့တက္ကသိုလ်တွေပိတ်ခန်းနေမှာစုံတယ်နန်းစင်းမှာဖြစ်ဖြစ်ဟိုက်ဆွမ်းမှာဖြစ်ဖြစ်စုံကြတယ်စုံတိုင်းရည်စားထားတဲ့အကြောင်းတွေပြောကြတယ်ပြောစရာမရှိတဲ့ကျွန်တော်လိုကောင်းမျိုးကပိုတောက်တယ်ပြောစရာမှမရှိပဲဒီတော့တောက်ရုံပဲမဟုတ်လားဒီထဲမှာသူရည်စားတခြားလူနဲ့လိုက်ပြေးတိုင်းနင်းတောက်တဲ့ဖေတန်းလိုကောင်းမျိုးလည်းပါတယ်ဖေတန်းကိုဆန်ရွှေဘောအမြဲဆုံးပါတယ်ယောက်ျားဆိုတာအသေးမာတဲ့အသေးမကွဲရဘူးတဲ့ပြောပန်များတော့ဟိုကောင်ကထိုးအောင်ဒါရင်ဘာဟုတ်သေးလဲဖေတန်းကပြောသေးတာငါကမင်းတို့ကမြင်းကျင်လို့ရည်စားထားတာမဟုတ်ဘူးချစ်လို့တဲ့ဆန်ရွှေဘောကတော့ပြောတယ်ချစ်တာဟာမင်းအမပဲမိန်းမဆိုတာတို့လို့မချစ်တတ်ဘူးမင်းကလောပိုင်ရုံချစ်ပုံမျိုးနဲ့တွားချစ်နေတော့မင်းခံပေါ်တဲ့ကျွန်တော်ကတော့မိန်းမတယောက်ကိုကြာရတာထက်ဆိုင်ရေခဲတော့ခက်ကြီးတုံးကိုပါဇက်ထဲထည့်ငုံထားတာပိုးအနေနဲ့ကင်းမယ်လို့တော့တွေးမိတယ်ကျွန်တော်တို့ MAP ရဲ့နှစ်ဆန်ရွှေဘောစေးကြောင်းပြီးရင်အင်ဂျင်နီယာဖြစ်တဲ့ကောင်တွေကတနစ်စောတယ်ဆန်ရွှေဘောနဲ့ကျွန်တော်ပို့တွေ့တယ်သူက ego ကဘက်တီစီနေစင်လို့လာတာကောင်မလေးနဲ့ညနေတိုင်းတွေ့ပြီးကျွန်တော်တို့ဌာနဘက်လာပြီးစကားပြောလေးရှိတယ်ကျွန်တော်ကားနဲ့လိုက်ပြန်လေးရှိတယ်ဘက်တီကိုတော့သူတကယ်ကြိုက်တာကျွန်တော်ဖွင့်ပြောပြတယ်သူတကယ်ကိုယူချင်တာတဲ့တစ်ချိန်တည်းမှာပဲသူ့အိမ်ကမျိုးမြတ်အောင်စံနဲ့ဘွဲရပီရနဲ့ပေးစားဖို့စီစဉ်နေတဲ့သူဘာလို့ရမှန်းမသိဘူးကျွန်တော်ကတော့တခုပဲပြောနိုင်တယ်မင်းရွေးပေါ်လို့ပြောတော့သူကငါဘလို့ရွေးရမလဲတဲ့သူဘလို့ရွေးရမလဲဆိုတော့ကျွန်တော်မပြောနိုင်ဘူးကျွန်တော်ဟာသူမဟုတ်ဘူးဒီတော့ပျော်စီပြက်စီပြောလိုက်ရတယ်မဟုတ်လေနှစ်ယောက်စလုံးယူလိုက်ကွာလို့သူကမရည်ဘူးမပြုံးငါအတီပြောနေတာပေါက်တက်ကြရမဟုတ်ဘူးတဲ့မပြောတော့ဘူးကျွန်တော်အတွက်ကတော့မန္တလေးမော့ဝစ်ကီကို18ချက်ခွဲအထိဈေးတင်မယ်လို့ကြားကြရစိတ်ထဲမှာဘဝင်မချဖြစ်နေတယ်အဲ့ဒါပိုရေးချင်းနေတယ်ဈေးတက်တယ်ဆိုတော့ကိုကမသားနိုင်မှန်းသိတယ်ဒါပေမဲ့လည်းစိတ်ထဲတော့ဘယ်ကောင်းမှမလဲမျိုးမြတ်အောင်စံနဲ့သူ့ကိုစိတ်ဆက်ပေးတော့မယ်ဆိုတာကြားတော့ဘတ်တီကဆန်ရွှေဘောကိုအဆက်ဖြတ်လိုက်တယ်အတွေ့မခံတော့အဲ့ဒီနေရာစပြီးဆန်ရွှေဘောကျွန်တော်အိမ်မှာလာနေတယ်ညညနေနေတဲ့အခါနေတယ်ညနေတိုင်းငိုတယ်ကျွန်တော်အဖေချန်တွေကအိမ်တစ်လုံးမှာတက်နေတော့လွတ်လပ်တယ်အိမ်နဲ့အဆင်မပြေလို့ဆင်းလာတဲ့ကောင်မှန်တယ်မြကျွန်တော်အိမ်မှာမအိပ်ဖူးတာမရှိဘူးဆန်ရွှေဘောကျွန်တော်အိမ်မှာလာအိပ်နေတာသူ့အိမ်အသိတယ်ကျွန်တော်မိဘတွေနဲ့သူမိဘတွေကခင်ကြတယ်ဒီတော့ကျွန်တော်စီမှာသူလာနေတာကိုသူ့အိမ်ကစိတ်ချတယ်ကျွန်တော်ဖေကလည်းအခြေအနေသိတော့သူ့ဖေကိုဘာမှမပူနဲ့လို့တော့ပြောထားတာညနေတိုင်းဝီစကီတောက်ရင်သူကရင်ဖွင့်တယ်ဘတ်တီကိုသူဘလောက်ချစ်တယ်ဆိုတာကြီးပဲပြောတယ်ကျွန်တော်မှချစ်တဲ့အကြောင်းပြောစရာမရှိဘူးတခါတလေဖေတန်းကိုလှမ်းခေါ်ထားရတယ်ဒီကောင်ကသူ့ရဲ့နောက်ဆုံးရည်စားသူများနောက်ပါသွားလို့သူ့အိမ်ကမိန်းမရှာပြီးပေးစားလိုက်တယ်ဟန်ချနေတယ်ဒီတော့အိမ်ကပေးစားတဲ့မိန်းမကိုယူရင်ဘလို့အကျိုးရှိရဲဆိုတာသူကပြောပြနိုင်တယ်ဆန်ရွှေဘောကဘတ်တီကိုသူချစ်တာတကယ်ကိုဆန်တစ်ခုလိုပဲသဘောထားချစ်တာတဲ့ကြီးကြီးကျယ်ကျယ်ပြောမယ်ဆိုရင်တော့ပလေထိုနစ်ချစ်ချင်းတွေ
ဘာတွေပြောရမှာပဲဒါပေမဲ့ပလေတိုနဲ့ချစ်ချင်းဆိုတာအနက်ကောက်လွဲသွားရင်ယောက်ျားချင်းမိထုံမိဝဲတယ်ဆိုတာမျိုးအတိတ်ပဲပေါက်တတ်တယ်ဒီတော့ကြီးကြီးကျယ်ကျယ်ရှောက်မပြောတာပဲကောင်းတယ်ချစ်ချင်းဆိုတာငကိုကလေးကရှုံနေတာဘာသာစကားကြောင့်ထပ်မရှုပ်စေခြင်းဘတ်တီကိုကြည့်နေချင်တာတဲ့ပန်းပွင့်ကလေးကိုထိုင်ကြည့်နေတယ်လို့မျိုးကြည့်နေချင်တာတဲ့ကြားတာများလာတော့အမြင်အောင်ကတ်လာတယ်ဒါနဲ့ပန်းပွင့်လေးကိုပြားဝင်တုပ်သွားရင်ဘယ်လိုလုပ်မလဲလို့မေးတော့သူကငိုပြန်ရောသူကဘတ်တီကိုချစ်လွန်းလို့ခြေဖျားလက်ဖျားလေးတောင်ကင်ပြီးမကြည့်ဘူးတဲ့ညနေတိုင်းဘတ်တီမျက်နှာကြည့်ပြီးစကားပြောနေရတာနဲ့ကိုခြေနဲ့နေတာတဲ့ဒီလိုလဲကျွန်တော်ပြောမိပြန်တယ်ဒီလိုဖြစ်ပြားတုပ်လဲတုပ်ပါစေပေါ့ကွာလို့ဒီတော့ဆန်ရွှေပေါ်ငိုပြန်ရောဘယ်မှာလဲနေအဖေလို့ငိမ့်မောင်ကဆန်ရွှေပေါ်သမီးကိုမေးလိုက်တယ်ခြံထဲမှာနေစီပင်တွေနားကတစ်ပင်ရိမ်မှာမမီရောအန်ဒီလေးပါရှိတယ်လို့ပြန်ဖြေတယ်သမီးတခုခုများဖြစ်နေကြသလားလို့ကျွန်တော်ကအင်္ဂလိပ်လိုမေးလိုက်မိတယ်စိတ်ထဲမှာတမျိုးပဲမြန်မာလိုမေးရင်ရိုင်းများရိုင်းနေမလားလို့မောင်ငယ်နဲ့ဒယ်ဒီစကားများကြလို့သူကပြန်ဖြေတယ်မီခီနဲ့လားလို့ကျွန်တော်ကထပ်မေးတယ်ကောင်ကလေးကိုကျွန်တော်ကချစ်တယ်ကျွန်တော်သားလိုပဲဒါကြောင့်သူမွေးကလေးကကျွန်တော်ကြောင်းတော့နာမည်သူ့ကိုပေးထားတယ်အိမ်မှာအားလုံးအဲ့ဒါလိုခေါ်ကြတယ်ဟုတ်တယ်အန်ကယ်မီကီနဲ့ဒယ်ဒီစကားများကြတာလို့ဆန်ရွှေဘော့သမီးကလေးကပြန်ဖြေတယ်ဘာလို့လဲလို့ကျွန်တော်ကမေးလိုက်မယ်လို့စဉ်းစားတယ်မမေးရသေးခင်ပဲကောင်မကလေးကဆက်ပြောတယ်မောင်ငယ်ကဒီနေ့အကြောင်းပြန်ဖွင့်ရင်ဆေးကြောင်မတတ်တော့ဘူးတဲ့ arts ကိုပြောင်းမယ်တဲ့ဒယ်ဒီငယ်တဲ့ငွေပွေးပေါက်တယ်လို့ဖြစ်ရောပိုဆိုးတာမာမီတို့ဘက်ကအန်ကယ်သားစန်းသမီးရိုးလာဆန်နဲ့ပေးစားချင်တာမောင်ငယ်ကမယူနိုင်ဘူးဆိုလိုပဲဘာလို့လဲလို့ငိမ့်မောင်ဝင်မေးတယ်ဆေးကြောင်မတက်ချင်တော့တာဆရာဝန်မလုပ်ချင်လို့တဲ့လူမမာတွေထက်လူကောင်းတွေနဲ့လဲစကားပြောချင်လို့ပြောတယ်ရိုးလာဆန်ကိုမယူချင်တာကတော့သူကြိုက်တာသူရှာယူချင်လို့တယ်လို့ဆန်ရွှေဘော့သမီးကလေးကရှင်းပြတယ်အခုရေမဲအန်ကယ်ချာလီကမောင်ငယ်ကိုအပြင်ခေါ်သွားတယ်လို့ဆက်ပြောတယ်လာနင်းစီချန်နဲ့သွားရအောင်လို့ကျွန်တော်ကပြောလိုက်တယ်ဘတ်တီနဲ့ကွဲကြတဲ့ဟာမျိုးမြတ်အောင်ဆန်းနဲ့ရကြတဲ့ဟာဆန်ရွှေဘောကနင်းစီပန်းတွေကိုဂယူးဆိုင်ပြီးစိုက်တယ်နင်းစီကြီးပွင့်လာရင်ထိုင်ကြည့်နေတတ်တယ်သူ့မိန်းမလည်းနင်းစီပန်းတွေကိုမညှို့ညင်ဘူးမညှို့ညင်ဆိုconvince တောင်ကသူ့နာမည်က Rosie ကိုအခုပါရဂူကြီးဖြစ်တဲ့အထိဆန်ရွှေဘောကအလောက်ကပြန်လာတိုင်းနင်းစီပင်တွေအနာမှာထိုင်ပြီးဝစ်စကီတစ်ခွက်တောက်တယ်ခုတော့ကိုယ်တိုင်သိမ့်မလုံနိုင်တော့အလုပ်သမား2ယောက်တောင်ငှားထားတယ်လို့ကြားရတယ်ဆန်ရွှေဘောကသူထိုင်နေကြခုံတန်းလျားကလေးပေါ်မှာထိုင်နေတယ်သူ့ဘေးမှာသူ့မိန်းမညီမကရှေနာခုံမှာကျွန်တော်2ယောက်ကိုတွေ့တော့သူတို့အားလုံးအံ့ဩသွားကြတယ်ဆန်ရွှေဘော့သမီးကလေးကအိမ်ထဲမှာပဲနေရခဲ့တယ်ကျွန်တော်တို့အားလာပါတာလာပါနဲ့အရှိမရအဖက်မရတဲ့အကြောင်းတွေအတော်ကြောင်ပြောလိုက်ကြတယ်နိုင်ဝက်တာလောက်ကြာသွားတယ်အဲ့ဒီကိုတခုခုတော့ကြွေးကြအောင်လေဟာလို့ငိမ့်မောင်ကပြောလိုက်တယ်ဒီတော့မှအရှိမရအဖက်မရတဲ့အကြောင်းတွေပြောနေတာရပ်သွားတယ်ညီမ2ယောက်သားထိုင်ရကထားတယ်ငိမ့်မောင်ကအ
ငယ်မမျိုးလာအောင်ဆန်းကိုလှမ်းပြောလိုက်ပြန်တယ်နေရအငယ်ပဲအလိုက်ကန်းဆိုတော့တိမပေါ့ကျွန်တော်ကလည်းဝင်ပြောလိုက်တယ် Jasmine နေအဲ့ဒါကြောင့်အပြိုကြီးဖြစ်နေတာအေးနေငါမှငါ့ကိုမကြိုက်ဖဲလို့အေးနေရမှငါ့ကိုမကြိုက်ဖဲလို့သူကပြန်ပတ်ရင်လှည့်ထွက်သွားတယ် Jasmine နဲ့ကျွန်တော်ကငယ်ငယ်လေးကစကားနိုင်လို့နေကြငိမ့်မောင်က Rosie ကိုလှမ်းပြောလိုက်ပြန်တယ် Hey Rose နင်တို့တပည့်တွေကြော်ထားတဲ့အထက်ဝီစကီကောင်းကောင်းတစ်လုံးနဲ့မုံရွာဝက်ဥချောင်းလေးပါလေချာဟာဒီကောင်ကိုကြွေးအောင်ဆန်ရွှေဘောကကျွန်တော်ကြိုက်တဲ့ဝီစကီနာမည်လှမ်းပြောပြီးဝီစကီတောက်တဲ့ဖင်းထူထူဖန်ခွက်တွေယူခဲ့ခိုင်းတယ်သူတို့ညီမနှစ်ယောက်အိမ်ထဲဝင်သွားတော့ဆန်ရွှေဘောကိုကျွန်တော်ကပဲစပြီးပြောလိုက်တယ်မင်းတို့သားဖအကြောင်းကြားပြီးပြီအဲ့ဒါလို့မဖြစ်သင့်ဘူးလို့ငါထင်တယ်အထူးသဖြင့်မင်းတို့ကောင်ကဒီလိုကိစ္စမျိုးတွေကိုပို့ပြီးနားလည်မယ်လို့ငါထင်တယ်ဆန်ရွှေဘောကဘာမှပြန်မပြောအတော်ကြာသွားတယ်ငိမ့်မောင်ကထပြီးနှင်းစီပွေတချို့ကိုကြည့်နေတယ်ငါမသွားတယ်လို့ဆန်ရွှေဘောကပြောတယ်အတော်ကြောင်ဘာမှမပြောသေးပဲနေပြီးမှဆက်ပြောတယ်အဖေဆိုတော့ကိုသားသမီးကိုဖြစ်စေချင်တာပဲဒီတော့တခြားလူတယောက်မှလည်းခံစားချက်တွေရှိပါသလားဆိုတာလေမေ့သွားတာပေါ့ဟုတ်တယ်လို့ကျွန်တော်ကကြားဖြတ်ပြောလိုက်တယ်မင်းမိဘငါမိဘတွေတုန်းကလည်းသားသမီးတွေကိုဖြစ်မြောက်စေခြင်းလို့အစားစားစီမံပေးခဲ့ကြတယ်မကောင်းမလုပ်သင့်ဘူးလို့ငါမပြောဒါပေမဲ့တခြားတစ်ဖက်ကပြောရရင်ကိုယ့်သားသမီးအပေါ်မှာယုံကြည်မှုမရှိလို့ပဲငါတို့မိဘတွေဖြစ်လာတော့တို့သားသမီးတွေအပေါ်မှာတို့ယုံကြည်မှုရှိတယ်ဆိုတာပြဖို့လိုတယ်လို့ငါတော့ထင်တယ်ဆန်ရွှေဘောကဘာမှပြန်မပြောငိမ့်မောင်ကကလထိုင်မှာပြန်ထိုင်ပြီးနားထောင်နေတယ်ကျွန်တော်ကဆက်ပြောလိုက်မိတယ်ချစ်ချင်းဆိုတာတော့အစားထိုးလို့ရတယ်ဆိုတဲ့အမြင်မျိုးတွေရှိခဲ့တာပဲတကယ်တော့ချစ်ချင်းဟာပုဂ္ဂလိကတိမဲ့ခံစားနိုင်မှုဘောင်တယ်ထွက်သွားတဲ့ဟာတစ်ခုပဲဘာစင်ကြေးမှမရှိတဲ့ဟာတစ်ခုဒါပေမဲ့ဒို့တွေဟာချစ်ချင်းဆိုတာကိုစင်စီးလို့မြင်းရံတဲ့ဇန်နဲ့တိုင်းတာပြီးစင်ချင်းချင်းရဲ့ဘောင်နဲ့အသင်းပြန်တွင်းပြီးအလွယ်အပြောင်းလုပ်လို့ရတဲ့ဟာတစ်ခုလို့မြင်ခဲ့ကြဘူးလည်းမဟုတ်ဘူးလားဆန်ရွှေဘောကဘာမှဝင်မပြောဂျက်စမင်ကဝီစကီပလင်းနဲ့ဖန်ခွက်တွေယူလာတယ်စပွဲပုတ်ကလေးပေါ်မှာတင်လိုက်တယ်ငိမ့်မောင်ကဝီစကီပလင်းကိုဖွင့်ပြီးဖန်ခွက်တွေထဲထည့်လိုက်တယ်ကျွန်တော်ကဂျက်စမင်ကိုလှမ်းကြည့်ရင်စကားဆက်ပြောလိုက်တယ်တခါတော့ကမိန်းမတွေကိုတိတ်ချစ်တတ်တဲ့လူတစ်ယောက်ကငါ့ကိုပြောဘူးတယ်သူချစ်တယ်ဆိုတာပန်းပွင့်ကလေးတွေပွင့်နေတာကိုထိုင်ကြည့်နေချင်တာမျိုးတဲ့အဲ့ဒီတော့ကတော့ချစ်ချင်းဆိုတာပန်းကလေးတွေပွင့်တာကိုကြည့်ပြီးตายရတာမျိုးပဲလို့ပဲငါနားလည်လိုက်ခဲ့မိတယ်ကျွန်တော်စကားပြောတာခဏရပ်လိုက်တော့ငိမ့်မောင်ကဝီစကီဖန်ခွက်လှမ်းပေးတယ်ငိမ့်မောင်ကဆန်ရွှေဘောကိုလည်းတစ်ခွက်လှမ်းပေးလိုက်တယ်ကျွန်တော်ကတငုံတောက်ပြီးဆန်ရွှေဘောကိုလှမ်းကြည့်ရင်စကားဆက်လိုက်တယ်ဆန်ရွှေဘောကကျွန်တော်ကိုစိုက်ကြည့်နေတယ်ပန်းကလေးတွေကိုကြည့်ပြီးตายရနေတာချက်နေတာဟာตายရမှုတတ်မဟုတ်ဘူးယုံကြည်မှုလည်းပါတယ်ယုံကြည်မှုဆိုတာဒီပန်းကလေးတွေမှာဖူးနိုင်ခွင့်ပွင့်နိုင်ခွင့်ရှိတယ်ပန်းကလေးတွေမှာတီးခြားစွမ်းဆောင်နိုင်မှုတွေရှိတယ်ပန်းကလေးတွေရဲ့တီးခြားဖြစ်တည်နေမှုအပေါ်ယုံကြည်ပြီး
တန်ဖိုးထားနေတာပဲချစ်ချင်းဟာဒါပဲအဲ့ဒါလောက်ထိရိုးတယ်လှတယ်လွတ်လပ်တယ်ကျွန်တော်ကစကားပြောရက်လိုက်တယ်အားချောက်သွားတယ်ဖန်ခွက်ထဲကဝစ်စကီအတော်များများထပ်တောက်လိုက်တယ်ဆန်ရွှေဘွားခက်လန်လန်ကိုကြည့်နေတယ်ဂျက်စမင်ကစိတ်ဝင်စားနေပုံရတယ်မီကီချစ်တယ်ဆိုတာပန်းပွင့်ကလေးတွေပွင့်နေတာကိုထိုင်ကြည့်နေချင်တာမျိုးဆိုတာဘယ်သူကပြောတာလဲတိတ်လှတဲ့ allegory ပဲလို့ဂျက်စမင်ကဝင်ပြောတယ်ကျွန်တော်ကဆန်ရွှေဘွားကိုလှမ်းကြည့်လိုက်မိတယ်သူကကျွန်တော်ကိုလှမ်းကြည့်တယ်ကျွန်တော်ကဂျက်စမင်ဘက်လဲပြီးပြောလိုက်တယ်ချာပြီဟဲဘသူပဲဝါရဲ့လို့မမှတ်မိတော့ဒါပေမဲ့ငါကောင်းထဲမှာအဲ့ဒီကြောင်ကဆွဲနေတယ်ကျွန်တော်ဘာမှဆက်မပြောတော့ဘသူကမှလည်းဘာမှမပြောကြအောင်အားလုံးငြိမ်နေတယ်ကျွန်တော်ကဆန်ရွှေဘွားကိုလှမ်းကြည့်လိုက်တယ်သူကကျွန်တော်ကိုကြည့်ရင်မတိမတာပြုံးနေတယ်ခေါင်းကိုမတိမတာငြိမ်နေတယ်ကျွန်တော်ကခက်တာပြန်ပြီးပြုံးပြလိုက်တယ်ငိမ့်မောင်ကဖန်ခွက်ကိုမျက်နှာနာကပ်ကြည့်နေတယ်အားလုံးငြိမ်နေတော့ငိမ့်မောင်စကားတန်ကြားလိုက်ရတယ်နှစ်ချို့ဝစ်စကီများကောင်းတယ်ဆိုတာနှစ်ချို့နေလို့ပဲတစိမ့်ကြောင့်ပလင်းကြောင့်ဖန်ခွက်ကြောင့်မဟုတ်ဘူးဝစ်စကီတောင်အသားကျဖို့ဆိုတာအချိန်လိုတယ်2004မြင့်တမ်း